အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ဒီ Fujifilm ကင်မရာတွေကို smartphone နေနဲ့ပေါ့နော်ဖုန်းနေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်ဒါကသုံးနေကြသူတွေဆိုလို့ရှိရင်တော့ဒါသိပြီးသားလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါမသိသေးတဲ့သူတွေကိုအဓိကရည်ရွယ်တာလည်းဖြစ်ပါတယ်အဲဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒါကဘာလို့တုံးတင်လဲပေါ့နော်အဓိကကတော့ကို selfie ရိုက်တဲ့အခါမှာဆိုလို့ရှိရင်ဖုန်းနဲ့ချိတ်တာလို့ရှိရင်ဖုန်းကနေလှမ်းကြည့်ပြီးတော့မှရိုက်လို့ရတာမျိုးတွေရှိတယ်နောက်တစ်ခုကတော့ပုံတွေကိုအလွယ်တကူကူးထည့်လို့ရတယ်ပေါ့နော်ဖုန်းတွေကိုကူးထည့်လို့ရတယ်အဲ့ဒါကြောင့်မလို့ဒီနီးလန်းလေးကတော့မတုံးသေးရင်တော့တုံးသင့်တယ်ပေါ့နော်အဲဆိုတော့ပထမဆုံးအနေနဲ့ဒီနီးလန်းပေါ့နော်ဒီ smartphone နဲ့ကင်မရာနဲ့ချိတ်ဖို့ဆိုလို့ရှိရင်ပေါ့နော်တခုအရင်ကြိုပြီးတော့စစ်ထားတာတော့ပိုကောင်းတယ်ပေါ့နော်တစ်ခါလေကြာလို့ရှိရင်ဒီကင်မရာကပုံတွေကူးလိုက်လို့ရှိရင်ဖုန်းထဲရောက်ရင်ဝါးသွားတယ်လို့ဘာလို့ဖြစ်တာမျိုးရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ setting ထဲမှာအရင်ဆုံးတွားပြီးတော့မှစစ်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစစ်ပြပါမယ်ကင်မရာဖွင့်လိုက်မယ်ဖွင့်ပြီးရင်တော့ကျွန်တော်တို့ menu ပေါ့နော် menu တွေဝင်မယ်ဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ setting ထဲမှာပေါ့နော် setting ထဲကဒီမှာပေါ့နော် connection setting ဆိုတာရှိတယ်အဲ့ဒီတွေကိုတွားမယ်ပေါ့နော် connection setting ဒီမှာဆိုလို့ရှိရင် wireless setting ပေါ့နော်ဒီမှာဆိုလို့ရှိရင် on ထားတယ်ပေါ့နော် reduce resize ပေါ့နော် resize image for smartphone ဆိုပြီးတော့ on ထားတယ်အဲ့ဒါကို off လိုက်ရမှာဖြစ်တယ် on ထားလို့ရှိရင် size short ပြီးတော့မှကူးသွားမှာဖြစ်တယ်ပေါ့နော်ဖုန်းထဲရောက်ရင် size ကဝါးတာတွေမကြည်တာတွေဖြစ်တတ်တယ်ပေါ့နော်အဲဆိုတော့ဒီ setting ကတော့ကင်မရာတစ်ခုနဲ့တစ်ခုတော့မတူပဲနည်းနည်းကွဲတာမျိုးတော့ရှိတယ်အဓိကကတော့ setting တွေကိုတွားပြီးတော့မှ set up ထဲကနေပြီးတော့မှconnection setting နဲ့ဝင်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါပထမဆုံးအဆင့်ကိုကျွန်တော်လုပ်ပြီးသွားပြီဖြစ်ပါတယ်အဲဆိုရင်ကင်မရာမှာခဏထားလိုက်မယ်ပေါ့နော်ကင်မရာခဏကျွန်တော်တို့ပိတ်ထားလိုက်မယ်အဲ့ဒါဆိုတော့ပေါ့နော်ပထမဆုံးအနေနဲ့ကတော့ဖုန်းထဲမှာ Fujifilm Camera Remote ဆိုတဲ့ application လေးတွင်းထားမယ်ပေါ့နော်ဒါက iOS အတွက်လည်းရှိတယ်Android အတွက်လည်းရှိတယ်ပေါ့နော် Fujifilm Camera Remote အဲဆိုတော့ဒီမှာပေါ်တယ်ပေါ့နော်ဒါလေးပေါ့နော်ကျွန်တော်အစ download ဆွဲပြီးတော့မှခဏရက်ထားလို့ဒီမှာဒါမျိုးတော့ပေါ်နေအဲဆိုတော့ဒီ application လေးပေါ့နော်အဲကျွန်တော်ဆက်ပြီးတော့ download ဆွဲလိုက်ပါမယ်ဒီ application လေးဖြစ်ပါတယ် Android အတွက်လည်းရှိတယ် iOS အတွက်လည်းရှိပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာလည်းဒီ application ကိုတွင်းပြီးသွားပြီပေါ့နော်ဖုန်းထဲမှာတော့တွင်းပြီးသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီကင်မရာကိုဖွင့်ပြီးတော့ပြန်ချိတ်တော့မယ်ပေါ့နော်ဒါဖုန်းထဲက application ဝင်လိုက်တော့ region တော့ရွေးခိုင်းတယ်ကျွန်တော်ကတော့ဒီမှာအားသာပေါ့နော်ပြီးလို့ရှိရင်ဒီ application မဖွင့်ခင်မှာပေါ့နော်ကင်မရာထဲမှာတွားပြီးတော့မှပုံကူးဖို့အတွက်ကိုတစ်ချက်တော့ဖွင့်ရမှာပေါ့နော်အဲ့ဒါဆိုကျွန်တော်ကင်မရာလေးကိုတစ်ချက်ပြန်ပြပေးမယ်အရင်ဆုံးအနေနဲ့ကတော့ကင်မရာကိုပေါအောင်ဖွင့်မယ်ဖွင့်ပြီးလို့ရှိရင်ဒီ preview image ကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ဒီမှာwireless communication ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်တာကင်မရာကနေပြီးတော့မှ wifi လွတ်နေပြီပေါ့နော်ဖွင့်နေပြီဖြစ်တယ်အဲ့ဒါကိုမှကျွန်တော်ကဒီဖုန်းလေးက wifi setting ထဲမှာတွားပြီးတော့ရှာမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် HD10 ဆိုပြီးတော့ပေါ်တယ်အဲ့ဒါလေးကိုကျွန်တော် connect လုပ်လိုက်မယ် connect လုပ်ပြီးရင် application နဲ့တွားမယ်ပေါ့နော်ဒီမှာသူ asset တွေတောင်းရင် asset တွေပေးမယ်ပေါ့နော်ပြီးတော့မှဒီမှာ proceed သွားလို့ရတယ်ပြီးရင်ဒီမှာ start ပေါ့နော်ပြီးရင်ကင်မရာမျိုးစားလေးရွေးရမယ်ပေါ့နော်ဒါကျွန်တော်ဟာ HD10 ဆိုတော့ H system interchangeable lens camera အမှ model ရွေးမယ်ပေါ့နော် model ရွေးမယ် HD10 ပြီးရင်ကျွန်တော် app လို့နှိပ်လိုက်မယ်အဲ့ဒီမှာပေါ့နော်ကိုကလူချင်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဖုန်းထဲမှာရွေးမလားကင်မရာထဲကနေပုံရွေးမလားပြီးတော့မှ live view shooting ရိုက်မလားဆိုပြီးမေးတယ်ပေါ့နော်ကျွန်တော်တစ်ချက်စမ်းကြည့်လိုက်မယ်နော်
ကျွန်တော်ဟာဆို location service ပိတ်ထားလို့ပေါ့နော်အဲ့ဒါကျွန်တော် location service တစ်ချက်ဖွင့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ပြန်စမ်းကြည့်မယ်ပေါ့နော်သူချိန်ရမယ့်နည်းတွေလည်းပြောပြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ်လာပြီပေါ့နော် register လုပ်မလားဆိုတော့ register လုပ်လိုက်ပြီလုပ်လိုက်လို့ရှိရင်ကင်မရာမှာမေးမယ်ပေါ့နော်ချိန်မလားဆိုပြီးမေးလိုက်မယ်ကျွန်တော် okay နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာတော့ရသွားပြီပေါ့နော်ချိန်သွားပြီဒါပေမဲ့ဒီမှာဘာလို့ cannot transmitted လို့ပေါ်တာလဲဆိုတော့ဒီSD card ထဲမှာရိုက်ထားတဲ့ပုံကကျတော့နည်းနည်းလေး file size ကြီးတယ်ပေါ့နော်တခြားကင်မရာနဲ့ရိုက်ထားတာကျွန်တော် D3 နဲ့ရိုက်ထားတဲ့ပုံဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ T10 မှာတော့သူကဒီပုံကိုဖတ်လို့မလွယ်ဘူးပေါ့နော်မလွယ်တော့ကူးလို့လည်းမလွယ်ဘူးပေါ့နော်အဲ့လိုတော့ပြနေတယ်အဲ့ဆိုတော့ဒါကတော့ချိတ်ပြီးသွားပြီချိတ်သွားလို့ရှိရင်ဒါကင်မရာနဲ့ရွေးလို့ရတယ်ပေါ့နော်အခုကတော့ကျွန်တော်ရက်လိုက်ပါပြီအဲ့ဒါဆိုတော့ကျွန်တော်ဒီ live view shooting နဲ့ရိုက်တာကိုလည်းပြပေးမှာဖြစ်တယ် preview image နှိပ်ပြီးတော့မှ menu ကိုနှိပ်လိုက် wireless communication ပြီးလို့ရှိရင်တော့အစအနေပြန်ချိန်ရမှာပေါ့နော် Wi-Fi setting နဲ့သွားမယ်ပြီးလို့ရှိရင်ဒီ T10 ဆိုတဲ့ဟာကိုကင်မရာ model ပေါ့နော်အဲ့ဒါနဲ့နေနဲ့ Wi-Fi ကိုရှာမယ်ရှာပြီးတော့ connect လုပ်လိုက်မယ်ကျွန်တော်တို့ဒီမှာ connect လုပ်လိုက်ပြီးပြီးလို့ရှိရင် application နဲ့ဝင်မယ်ဝင်ပြီးပြီပေါ့နော်ပထမတစ်ခါချိန်ပြီးရင်တော့နောက်အဆင့်တွေကတော့မရှုပ်တော့ဘူးပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာ live view shooting နဲ့ရိုက်ကြည့်မယ်ပေါ့နော်location တွေအဆက်တွေတောင်းနေပေါ့နော်အဲဆိုဒါဆိုရင်တော့ရိုက်လို့ရပြီကျွန်တော်ဒီမှာတော့ lens မတက်ထားဘူးပေါ့နော်ကင်မရာကို lens မတက်ထားတော့သူကမြင်ရမှာမဟုတ်ဘူးပေါ့နော်အမေကြီးဒီမှာကျွန်တော်ဖုံးထားတယ်ဖုံးထားနော်အဲဆိုတော့အဲ့ဒါကြောင့်မလို့ဒီမှာမရတာတကယ်တမ်းရိုက်မယ်ဆိုရင်ဒီမှာ focus ထောက်ပြီးတော့ရိုက်လို့ရပြီပေါ့နော်အဲဆိုကင်မရာနဲ့သူရိုက်ပေးနေမှာဖြစ်တယ်အဲဆိုရင်တော့ဒီ Wi-Fi နဲ့ချိတ်ဆက်တာလေးကချိတ်ဆက်လို့ရမယ်လို့တော့ထင်တယ်သူ့မှာဆိုလို့ရှိရင်တော့ဒီဖုန်းထဲကနေပုံတွေရွေးပြီးတော့ပဲကင်မရာတွေကပုံပေါ့နော်ဖုန်းထဲကနေရွေးပြီးတော့ဖုန်းထဲမှာပဲကူးထည့်မလားနောက်တစ်ခုကကျတော့ကင်မရာကနေပြီးတော့မှရွေးတယ်ရွေးပြီးတော့မှဖုန်းထဲကိုကူးထည့်မလားနောက်ပြီးတော့ဒါမျိုးlive view shooting ပေါ့နော်ကိုပြန်ပြီးတော့မှ selfie နဲ့ရိုက်ချင်တာတို့ tripod ထောင်ပြီးရိုက်ချင်တာတို့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါကအဆင်ပြေတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီကျွန်တော်ပြောပြတဲ့ဟာလေးကိုသဘောပေါက်မယ်လို့လည်းထင်တယ်ချိတ်ဆက်လို့ရမယ်လို့လည်းထင်တယ်မရှင်းဘူးမရဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြန်မေးလို့တော့ရပါတယ်ကျွန်တော်သိတဲ့လောက်တော့ကျွန်တော်ပြန်ပြီးတော့မှပြောပြပေးမှာဖြစ်တယ်ဒီမှာပေါ့နော်ဒါဖုန်းနဲ့ကင်မရာနဲ့ချိတ်ထားပြီးဆိုရင်ဒီမှာဖုန်းထဲကနေပဲချိန်လို့လည်းရသေးတယ်ပေါ့နော် ISO တွေပြီးတော့မှတခြားဟာတွေလည်းဒီမှာချိန်လို့ရတယ်ပေါ့နော်လိုရာလေးတွေအကုန်ချိန်လို့ရတယ်ဟုတ်အဲ့ဆိုရင်တော့ဒီနေ့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်